နေမဲ့သူလည်းတက်မယ်ဝယ်အောင်လုံးမဲ့သူလည်းမျက်မဲ့တိုက်ခန်းလေးတစ်ခန်းနဲ့အယောင်မိတ်ဆက်ပေးမယ်ဟုတ်ပါတယ်ကျွန်တော်ပြောပြနေတဲ့တိုက်ခန်းလေးကတော့ဒေါဘုံຫນွေရီလေးလံလူနေထူထပ်တဲ့လူစီကားတဲ့အယောင်ကန်ထွက်ဖို့အရန်ရှားတဲ့နေရာမှာရမယ်အားလုံးကဝယ်ပြီးတော့ကိုယ်တိုင်နေမနေတော့ငှားစားထားတဲ့အငှားစားခန်းနဲ့ပိုင်ရှင်တွေပဲနေတဲ့နေရာမှာရမယ်ဈေးမြင့်လာတဲ့နေရာမှာရမယ်တိုက်ကတိုင်အောင်မဟုတ်ဘူးတိုက်သားကောင်းတယ်အလွာဒုတိယတက်ဖြစ်မယ်12ပေခွဲပြီး50ရှိမယ်ပါကေးခင်းထားတယ်တမန်းနေပါမယ်ဝယ်လာကြွေပြားခင်းထားတယ်နောက်ပွေးကြွေပြားခင်းထားတယ်ဒီရောင်းခန်းလေးကလက်ရှိသိန်း1300 1400ဝင်းကြီးရှိတဲ့အခန်းလေးကို1250ကိုညှိနှိုင်းနဲ့ရောင်းချပေးမယ်တန်နဲ့မြန်မယ်ဒီအခန်းလေးကိုကြည့်ကျင်တယ်နေရာကြည့်ကျင်တယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်09 400 568 096859692922ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ကျွန်တော်ဥမှုကျိုးဆောင်ဖြစ်ပါတယ်